ကျွန်တော်ဒီနေ့မှာတော့မိတ်ဆွေတို့ရဲ့အင်ချမ်းမီလေယာမီစတဲ့မြေခွက်တွေကိုဖုန်းတစ်လုံးနဲ့တိုင်းတာလို့ရမယ့် application လေးတစ်ခုကို share လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်။အဲ့ဒီ application လေးကတော့ GPS Free Area Measure ဆိုတဲ့ application လေးပဲဖြစ်ပါတယ်။ဒီ app ကို Play Store မှာတွားပြီးတော့ install လုပ်ထားလို့ရပါတယ်။ဒီ app လေးကိုအသုံးပြုမယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့က internet ဖွင့်ပြီးတော့ကိုတိုင်းတာမဲ့မြေခွက်ရဲ့ mass data တွေကို download လုပ်ထားပေးဖို့လိုအပ်တယ်။ဒီ download လုပ်ပြီးသွားလို့ရှိရင်တော့ offline နဲ့တိုင်းတာလို့ရပါတယ်။မြေခွက်တစ်ခုကိုတိုင်းတာတော့မယ်ဆိုရင်ဒီအပေါင်းလက္ခဏာလေးနဲ့ create new ဆိုတာလေးကိုနှိပ်ပြီးရင် feed ဆိုတာလေးကိုရွေးပြီးတော့ manual measure ဆိုတာကိုနှိပ်ပြီးတော့ကိုတိုင်းတာမဲ့မြေခွက်ရဲ့အကျယ်ဝန်းအလိုက် point လေးတွေထောက်ပြီးတော့ပတ်ပတ်လဲဆွဲပေးလိုက်အောင်ပါပဲ။ point လေးတွေကိုလည်းကိုမြေခွက်အကျယ်ဝန်းလိုက်ပြန်ပြီးတော့ချိန်ကြီးလို့ရပါတယ်။တိုင်းတာပြီးသွားလို့ရှိရင် next ကိုနှိပ်ပြီးတော့ကိုထားခြင်းနဲ့နာမည်ပေးကဒီ save လုပ်ထားလို့လည်းရပါတယ်။ဒါအပြင်မြေခွက်ရဲ့ area နဲ့ aqua unit တွေကိုလည်းမိတ်ဆွေတို့နားလည်လွယ်တဲ့ unit တွေကိုပြောင်းလဲပြီးတော့အသုံးပြုလို့ရပါတယ်။ဒီ app မှာဆိုလို့ရှိရင်မိတ်ဆွေရဲ့မြေခွက်ပုံစံကဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ်တိုင်းတာလို့လည်းရပါတယ်။ဒါပေမဲ့ဒီ app ကဖုန်းရဲ့ GPS နဲ့ mass data ပေါ်မူတည်ပြီးတော့တိုင်းတာဖြစ်တဲ့အတွက်အနည်းငယ်ကွာမှုတွေရှိနိုင်တယ်။ဒီမြေတိုင်းတာတဲ့ကိရိယာတွေဖြစ်တဲ့ total station တို့ RTK GPS လိုမျိုး professional မြေတိုင်းကိရိယာတွေနဲ့တိုင်းတာလိုမျိုးတော့တိတိကျကျတော့မဖြစ်နိုင်ပါဘူး။ဒါကြောင့်မို့လို့အရန်တိကျမှုလိုအပ်တဲ့ project တွေမှာဆိုလို့ရှိရင်တော့ဒီ professional tool တွေကိုအသုံးပြုပေးဖို့အကြံပြုပါတယ်။ဒါပေမဲ့ဒီ app လေးကတော့မိတ်ဆွေတို့ရဲ့မြေခွက်တွေကိုတိုင်းတာတဲ့အခါမှာနေ့စဉ်အလွယ်တကူအသုံးပြုဖို့အတွက်မိတ်ဆွေတို့အတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။မိတ်ဆွေတို့ရဲ့ဖုန်းလေးနဲ့မြေခွက်တွေကိုလွယ်လွယ်ကူကူတိုင်းတာခြင်းနဲ့ဆိုရင်တော့ဒီ app လေးကို Play Store ကနေပြီးတော့မိတ်ဆွေတို့ရဲ့ဖုန်းထဲကို install လုပ်ထားဖို့အကြံပြုချင်ပါတယ်။